ကဲဒါကတော့ 3G frame rate နဲ့ဆင်ထားတဲ့ဘေးမှာဒီကောင်36ဖို့ကျွေးမှာပေါ့နော်အခုအနေထားပါဒီနေ့ညဘာလုပ်လဲဆိုတော့ဒီမှာကျွန်တော်စိတ်ကနေနောက်ဆက်ကနေမိအတွက်ဒီအထိုင်လေးလှုပ်ထားတယ်ပေါ့နော်တန်နဲ့မဟုတ်ဘဲနဲ့ကော်နဲ့ဒါမှလည်းပြန်မှာ CMA ပြန်မှုတ်ရမယ်ခုလောလောဆယ်တော့ဒါယာယီအကျမ်းပဲရှိသေးတယ်ကန်ကမ်းမှုတော့မဆိုးငြိမ်နေတခြားဆွဲထားတာနော်အဲ့တော့ကျွန်တော်တော့ဒီ DC မော်တာလေးနဲ့သုံးတယ်နော်ဖြတ်တာပဲဖြစ်ဖြစ်ဖောက်တာပဲဖြစ်ဖြစ်အဆင်ပြေတန်လည်းဖြတ်လို့ရတယ်ဖောက်လို့ရတယ်အဲ့တော့ကော်ကတော့ပြောမနေနဲ့လူချင်းတို့လိုပုံဖော်လို့ရတယ်နော်ဒီဘေးမှာလည်းdigital တိုင်ခွန်းနဲ့ပဲဒီဘက်ကတော့လေးချက်ကလေးဖြစ်သွားမယ်နော်ဒီမှာစုံမီးပါမယ်မှာကြိုးလိုင်းတွေကိုကျွန်တော်ရှင်းရှင်းလင်းလင်းလေးဖြစ်အောင်လုပ်ထားတယ်ပြီးတော့ကျွန်တော်ကတော့ဒီနားမှာအဲ့လိုမျိုးဖောက်ကြိုးတွေဖောက်ရတာတိတ်မကြိုက်ဘူးအဲ့တော့မကြိုက်တဲ့အတွက်ဒီကြိုးတွေအကုန်လုံးကျွန်တော်ဒီစတီပုံးလေးကိုပဲလာမှာနော်အကုန်လုံးပြီးတော့ကျတော့ဒီ controller ကတ်တွေဆိုလဲကျွန်တော်ဒီတိုင်းမထည့်ထားခြင်းဘူးအဲ့အတွက်ကျွန်တော်ဒီကော်ကန်းနေနဲ့ပတ်လဲအကုန်ထိုးထားတယ်လုံးဝငြိမ်နေမလုပ်ဘူးဒီအပေါ်ကဒီတကိုးလန်းနေတဲ့အပေါ်မှာကတ်ထားရယ်နော်ပြီးတော့ဒီမှာဒါမှနဲ့ခုံလေးတွေလည်းကျွန်တော်ကော်ကန်းနဲ့ပတ်လဲထိုးရတဲ့အတွက်လုံးဝငြိမ်နေနော်ဒီမှာမော်တာကြိုးကြီးလည်းရှည်ပဲဒီမှာအနီနဲ့ဝင်ထွက်ကြိုးတွေလုံးဝတိချလောက်ထားတယ်ဒီကောင်လေးလည်းကျွန်တော်စတီးပုံးနဲ့ဖြစ်တဲ့အတွက်စတီးပုံးထဲမှာနေမှာဖြစ်တဲ့အတွက်တနိုင်ဆုံး socket တွေနဲ့ပဲအသုံးပြုပေးပါမယ်ဒါတော့ကြမ်းလေးပေါ့နော်ဘာမှတိတ်ပြီးတော့မလုပ်ရသေးဘူးအဲ့တော့ကျွန်တော်ဒီကောင်ကလစ်တွေဆိုလို့ရှိရင်လည်းကျွန်တော်ဒီကောင်လေးသုံးမယ်နော်ဒါတွေ့ရကျွန်တော်ဘက်ထရီကလစ်တွေပဲဒီကလစ်တွေနဲ့ကျွန်တော်တေချာရိုက်တယ်နော်ဒီမှာမော်တာကြိုးကြီးဆိုလို့ဒါပြန်ပြီးတော့ရိုက်ထားတာပေါ့နော်တော့ကြိုးတွေလိန်ရတာကိုတိတ်သဘောမကျဘူးဒီကလစ်တွေနဲ့တည်တည်ချာချာလေးရိုက်ရတာကိုကျွန်တော်ပိုပြီးသဘောကျပါတယ်အဲ့တော့အားလုံးအချောတက်ပြီးရင်ပြန်လဲညှဝေပေးပါမယ်ကြိုးတွေ join တာလည်းဘာမှမခက်ပါဘူးဒီကောင်တွေမှာပုံတင်လေးရှိပါတယ်အဲ့တော့ဒီထဲမှာ900ဝါကတ်မှာထူးထူးခြားခြားပါတာဘာရှိမလဲဆိုတော့ကျွန်တော်ဒီဘတ်ကြိုးလေးပို့လာမယ်ပေါ့နော်ဒီဟာလေးကကျွန်တော်တို့ဘတ်ကြိုးလေးပါဒီနှစ်ကြိုးပို့လိုက်မယ်ဆိုရင်မော်တာနောက်ပြန်လဲမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဘာမှထူးထူးခြားခြားမပါဘူးအားလုံးကပုံတင်နည်းပဲအားလုံးကိုကျေးဇူးတင်ပါတယ်